အိမ် blog ကနေကြိုးဆိုပါတယ်ဒီနေ့ကတော့ထူးထူးခြားခြားအနေနဲ့အိမ်တယောက်တည်းမဟုတ်ဘဲနဲ့ special guest တယောက်ခေါ်ထားပါတယ်ယူကန်ပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါယူကန်ပါနေ့ရောက်ရှိနေတာကတော့အင်အားလိတ်ဟိုတယ်မှာရှိရဲ့ Antigri ဆိုတဲ့ဆိုင်လေးမှာရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီနေ့ကတော့ဒီအကိုယူကန်နဲ့အတူတူသူအကြိုက်လေးဗာလေးကြိုက်လဲဗာလေးစားတတ်လဲဆိုတာတယောက်နဲ့တယောက် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အကိုကကျတော့ဗာလေးကြိုက်လဲမသိဘူးခြေလေးကြောင့်သာမစားဘူးတော့ခြေလေးကြောင့်မစားဘူးစားညီမလည်းမစားဘူးအကိုကညီမစားလို့အဆင်ပြေအောင်လို့ပီဇာမှာလိုက်မယ်ပီဇာတပွဲမှာလည်းနော်4 cheese နဲ့မှာပြီးတော့ boneless chicken မှာလိုက်မယ်အဲ့ဆိုရင်မှာပြီးတော့ဒီရက်ပိုင်းကဝိတ်ချနေရောဒါရက်လုံနေတဲ့အတွက် fresh juice ပဲမှာလိုက်တော့မှာထားရေကုန်ရောက်သွားပါအဲ့ဆိုရင်တော့လိုက်စားကြည့်ကြရအောင်โอเคညီမကအကိုအိမ်ပြိုင်ပွဲတွေကတောက်လျှောက်အဲ့လိုမိုက်တယ်ပေါ့နော်အကို running ကောင်းကောင်းတစ်ခုတော့ရမယ်ဆိုပြီးတော့လိုက်ကြည့်ဖြစ်တယ်အဲ့လိုပဲပြောကြတာဒီအရက်ဘယ်လောက်ရှိလဲမသိ6ပေရှာ6ပေနဲ့6ပေနဲ့မြင့်ဒီဆိုင်အောင်ဒါခုမှရဘူးอ่ะဟုတ်တယ်ပတ်တိုင်းပဲဒီနေ့ကအလုပ်ရှိတော့လာမယ်ဒါပေမဲ့ဆိုင်တော့မထိုင်ဘူးဟောမဆိုးတော့အရာဒီနေ့ရိုက်တော့ပါပီဇာလေး try ကြည့်မယ်ပီဇာထိုင်ရဟုတ်ပီဇာဆိုရင်အဲ့လိုဒီလို European ဆိုင်နေလိုက်ပီဇာမစားဘဲနဲ့လုံးဝမနေနိုင်အေရှန်ပီဇာတွေနည်းနည်းလေးတော့ကွာတယ်လို့ပြောတယ်ဘယ်လိုကွာလဲအဲ့ဒီပွဲမှာတော့လို့စပိန်ရလို့လေအေရှန်ပီဇာတွေတိတ်မကြိုက်ရဟုတ်လားအဲ့လိုမျိုးပီဇာကို cheese နဲ့စားလိုက်ကြမှာစိတ်ထဲမှာစင်ပြီး cheese အရင်ကြိုက်တယ် European food တွေအဲ့ဒါအကြိုက်ဆုံးအဖအဲ့ spaghetti ကိုကောင်းမယ်လို့ထင်တယ်ဒါပေမဲ့စားကြည့်လိုက်တော့ငါတေးဆိုတော့ပေါ့ဒါပေမဲ့ mashed potato တော့အသေးကြိုက်တယ်တော်တော်ကြိုက်တယ် mashed potato ပီဇာတော့ကြိုက်တယ်ပုံထားတွေ့တာအမှကျွန်တော်နောက်တစ်ပွဲပါမှာလဲဆိုတော့အဲ့ဆရာသူ့ဆရာကြီးမျိုးဝဲမဟုတ်မျိုးဝဲမှာလည်းပါတယ်ဒီနေ့စားရတာအဆင်ပြေလားပြေတယ်တော်တော်ကောင်းပါလားဘိုက်လေတင်ဝိုင်းဘိုက်တော်တင်ပါဝိတ်ချရတယ်ဆိုပြီးတော့ဟုတ်ပါဒီနေ့တော့ဒီနေ့တရက်တော့လွတ်လိုက်တော့အဲ့လိုပဲရက်တရများနေလွတ်တာငါဖန်တယ်ကြပေးလားโอเคဒီနေ့ကလည်းစားသွားပြီဘိုက်လည်းတင်သွားပြီတခြားတော့အကိုမိတ်မဆက်ပြရသေးဆိုတော့အကိုဒီညီမ blog ကိုကြည့်ရဲဒီမိတ်ဆက်ပြပါအောင်โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ယူကန်ပေါ့နော်ဒါကျွန်တော်ကအခု Mr. ပေါ့ Roman International 2025 edition မှာကျွန်တော်က international မှာ7 runner up ဒီရောက်ခဲ့တယ်ပေါ့နော်အခုနောက်ဝဲတွေလည်းဆက် join ဖို့လည်းရှိပါတယ်အဲ့တော့ညီမလေးလုပ်တဲ့ blog ကိုလည်းအားပေးလိုက်ကြပါခင်ဗျာဟုတ်ပါညီမကလည်းဒီ blog တိုင်းမှာပေါ့နော် guest special guest တွေနဲ့ချပြသွားဖို့ရှိရတဲ့အတွက်စောင့်ကြည့်ပေးကြပါအောင်လို့ဟုတ်ဒီနေ့ကတော့အားလုံးမျှော်လင့်နေတဲ့အတိုင်းပြုခဲ့မှာဖြစ်ပါတယ်ဟုတ်ကဲ့တာ